မင်္ဂလာပါကလေးတို့ရေဦးတို့ရဲ့ပုံမြင်အင်း YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မောဒရာဖွားမြင်ပြီးတဲ့နောက်နက်ပြတနာ၄ချက်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်တရားမင်းနဲ့မောဒရာရဲ့ထက်မြက်တဲ့အဖြေချပုံတွေကိုစိတ်ဝင်စားပွဲတိတ်ဆက်သွားမှာဖြစ်လို့ဦးတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးသွားအောင်နော်တနေ့မှာပေါ့ဝီရယ်မင်းကြီးနဲ့နန်းတော်အတွင်းမှာအမတ်ကြီးလေးဦးဟာမဟောတရာရဲ့ကြော်ကြားမှုကိုမနာလိုဖြစ်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲကောက်ကင်ရန်ကနေဝင်းကနေတောက်ပလာတဲ့ရင်းတစ်ခုဆင်းသက်လာပြီးတရားမင်းဟာမင်းကြီးရှိမှာခိုတင်ရှားပြလိုက်ပါတော့တယ်။တရားမင်းကနေပြီးတော့အရှင်မင်းကြီးအတင်မင်းကြီးရဲ့နန်းတော်မှာပညာရှိပေါ်များတယ်လို့ကြားရပါလေ။အခုကျွန်တော်မိမဲ့ဗဟေဒီလေးခုကိုအမှန်တိုင်းဖြေနိုင်သူရှိပါသလားတကယ်လို့မဖြေနိုင်ရင်တော့အရှင်မင်းနဲ့ကွာပညာရှိဆိုသူအလုံးအရှက်ရပါလိမ့်မယ်အဲ့လိုချင်းအဲ့လိုလေးပြောလိုက်ပါတော့လေအိုးတရားမင်းမင်းမျက်နှာမူပါကျွန်တော်ဤအမတ်ကြီးလေးဦးဖြစ်တဲ့တေနကပခုတကာမိနာနဲ့ဒေဝိနာတို့ကဖြေချပေးပါလိမ့်မယ်ဟဲ့ကောင်းပြီဒါဆိုရင်ပထမမိဘကတော့လက်နဲ့လေးရိုက်တယ်ခြေနဲ့လည်းကန်တယ်ပါးကိုလည်းချဆွဲတယ်ဒါပေမဲ့အဲ့လိုလုပ်တဲ့သူကိုမှအလွန်ချစ်မြတ်နိုးရတဲ့သူကဘသူလဲအဲ့ချိန်မှာပဲအမတ်ကြီးတင်ကစဉ်းစားခတ်ပြီးတော့ရိုင်းနဲ့ကန်ကြောက်တာကိုမှချစ်ရတယ်ဆိုတော့ဒါအယူတယောက်ပဲဖြစ်ရမှာပေါ့ရှင်မင်းကြီးတို့ရှောက်တင်လိုက်တယ်တရားမင်းကနေပြီးတော့ရီမောပြီးတော့ဟာမားတယ်မကြီးတခြားသူတွေရောအဲ့ဒီချိန်မှာပဲအမတ်တွေအားလုံးကအကြည့်ချင်းစုံပြီးငြိမ်သက်သွားကြတယ်ဒီအချိန်မှာမောဟတရာကရှေ့ကိုထွက်လာပြီးတော့အရှင်မင်းကြီးဒီမေးခွန်းကိုကျွန်တော်ဖြေပြရစီအဲ့ယူဟာတခြားသူမဟုတ်ဘူးမိဘတွေရဲ့ရင်သွေးငယ်တာသမီးတွေဖြစ်တယ်ကလေးငယ်လေးလေးကမိဘတွေရဲ့ရင်ဝင်ထဲမှာစော်ကစားရင်လက်နဲ့ရချီနဲ့ကန်ပါးကိုဆွဲပြီးတက်ကြပြီမဲ့မိဘတွေကတော့အဲ့ဒီကလေးကိုပဲပို့လို့တောင်ပွေ့ဖက်လမ်းလျှောက်ကြပါတယ်ဖေဟာအဲ့လိုလျှောက်တင်လိုက်တယ်တရားမင်းရတယ်တာဒူမှန်ကန်ပြီစွာလို့ပြောလိုက်တယ်ဒီလိုနဲ့တရားမင်းဟာဒုတိယမိကုံးထပ်မေးပါတော့တယ်ဒုတိယမိကုံးကတော့တယောက်ကိုတယောက်စိတ်တိုင်းထွာနေကြပြီအလွန်ချစ်ခင်ကြတဲ့သူတွေကဘသူလဲလို့အဲ့လိုမေးလိုက်တယ်မောဒရာကတော့ဒါကတော့လင်းမယားနှစ်ဦးပဲဖြစ်ပါတယ်သူတို့ဟာစိတ်ဆိုးတဲ့အခါအချင်းချင်းဆဲဆူဖြစ်တင်တတ်ကြပြီမယ်ခဏကြာရင်တော့အရင်ထက်တောင်ပိုပြီးကျင်နာတတ်ကြပါတယ်ဖေဟာလို့ရှောက်တင်လိုက်တယ်အဲ့လိုလဲတည်ရောတရားမင်းကနေပြီးတော့တတိယမေးခွန်းကိုထပ်မေးပြန်ပါတော့တယ်တူးနဲ့တူးမဟုတ်မမှန်တဲ့စကားတွေမူသားစကားတွေပြောနေကြပြီမြဲအလွန်ချစ်ခင်ကြသူတွေကဘသူတွေလဲလို့မေးလိုက်ပါလေမဟောဒရာလည်းအရှင်တရားမင်းကြီးဒါဟာမိတ်ဆွေရင်းကြတွေကိုဆိုလိုတာပါတကယ်ချင်းစာနာဟုတ်ပြီးငါမှတာရှိတယ်ငါအခုဘာလုပ်နေတာဆိုပြီးမဟုတ်ကတွေပြောပြီးဆက်ကြပြီမြဲသူတို့ကြားတန်ရောစင်တွေကတော့အမြဲခိုင်မြဲနေပါတယ်ဖေဟာလို့ရှောက်တင်လိုက်တယ်ဒီလိုနဲ့တရားမင်းကြီးဟာမောဒရာလေးကိုသဘောကျသွားပြီးနောက်ဆုံးမိကုန်းကိုမေးပါတော့လေမြေရေလေမီဆိုတဲ့ဓာတ်ကြီးလေးပါလုံးကိုဆောင်ယူလာပြီးမယ်လူများကအလွန်ကြီးညိုချစ်ခင်ရတဲ့သူကဘသူလဲလို့မေးလိုက်တယ်မောဒရာလည်းပြုံးပြီးတော့အဲ့ဒီသူဟာရဟန်းတန်ဃာတော်များနဲ့ပညာရှိသူတော်ကောင်းများတာဖြစ်ပါတယ်ဖေဟာသူတို့ဟာလာဟုတ်ကြီးအပူတွေကိုငြင်းစေတဲ့တရားဓမ္မတွေကိုဟောကြားပြီးလူသားတွေရဲ့စိတ်နှလုံးကိုအေးချမ်းစေလို့အားလုံးကကြည်ညိုကြတာဖြစ်ပါတယ်ဖေဟာလို့လျှောက်တင်လိုက်တယ်တရားမင်းကြီးအားလည်းဟောစရာကောင်းနေစွာခုနှစ်သားအရွယ်နဲ့ဒီလောက်ခက်ခဲတဲ့နက်ပြဿနာတွေကိုဖြေနိုင်တာဟာလူသားထဲမှာအသင်ဟာအတူမရှိတဲ့ပညာရှိပဲဝိရဟေမင်းကြီးအရှင်မင်းကြီးဟာလင်းအလွန်ကံကောင်းတဲ့မင်းဖြစ်ပါတယ်ဒီပညာရှိလေးကိုကောင်းစွာစောင့်ရှောက်တော်မူပါဆိုပြီးတော့တရားမင်းဟာမောဒရာကိုထီကျူပြီးတော့ကောင်းကင်ရန်ကိုပြန်လဲတက်သွားပါတော့တယ်
မင်းကြီးနဲ့တိုင်းသူပြည်သားအလုံးဟာလေမောဒရာရဲ့ပညာစမ်းကိုအဟောချီးကျူးမစုံဖြစ်ခဲ့ကြပါလေရောတယ်ဒီပိုင်းလေးမှာတော့မောဒရာရဲ့ပညာစွမ်းကိုကောင်းကောင်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်နောက်ထပ်အပိုင်းမှာစိတ်ဝင်စားဖွယ်တွေနဲ့ပြန်တွေ့ကြမယ်တတ်တာ